ဒါမီတော့တက်တော့ပြတော့မင်းရတက်ပြောဟုတ်လားဒီဘက်ချောင်းလေးစက်ဒီကတော့ကျိုးအနေရဲ့အဝါရဲ့မဲရဲ့ဆိုသုံးချောင်းလာတယ်အခုဒီဘာမှမကြည့်ရှေ့မီးကြီးမကုန်ဘူးမီးသေးလေးဖွင့်တယ်အဲ့ဒီမီးကြီးနဲ့အဲ့ဒါဆိုဒီဘောဖြစ်တယ်အဲ့တော့တက်ရှိအတော့နဲ့ကျိုးနဲ့ဒီရနဲ့တော့ဘယ်လိုလဲကျောင်းထားတာလို့ရှိတယ်ဒီမီးကျိုးနေအောင်လေးကိုဆိုတော့ဒီလိုက်မီးဒီလိုက်မီးရှေ့မီးကြီးမဖွင့်ခင်မှာပထမတစ်ဆင့်မှာလင်းနေမီးသေးလေးလေးပါကင်မီးလည်းခေါ်လာမလို့အဲ့မှာ join မှာဖြစ်ပါတယ်နော်စကနေမဒီဟိုရမျိုးချလာနော်ဒါကပတ်ရွှေလာကြောင်းတော့ဒီနေရာကို join မှာဒီအနီရောင်ကြတော့ဒီပါကဟွာမှာပါကင်မီးဒီမီးလုံးကို join မှာဖြစ်ပါတယ်နော်ဒီမီးလုံးကို join မှာဖြစ်ပါတယ်ဒီနောက်တော့ဘယ်တက်ကိုခေါ်လိုက်တော့နော်ခေါ်ပြီးတော့မှကျွန်တော်ကတ်မှာဖြစ်ပါတယ်ကတ်မှာတော့ဒါတစ်ဖက်နဲ့ဖုန်းရိုက်လို့အဆင်မပြေဘူးနော်ဒီတိုင်းပဲကတ်လိုက်မယ်နော်ဒီနေရာမှာဒီမီးကျိုးအနီရောင်လေးကိုတက်တဲ့အချိန်မှာလေဒီမီးရဲ့ဒီကျိုးအဖြူရောင်လေးမှာတက်ရမှာကျွန်တော်ကတော့ဓာတ်လေးနဲ့ပဲတီးပြီးတော့ပဲဒီမီးကျိုးနှစ်ခုကိုဆက်လိုက်မယ်နော်